လူတယောက်ဟာအမိုက်ပုံထဲကနေစက်ကူစုပ်တစ်ဖွဲ့ကိုကောက်ရခဲ့ပါတယ်။အဲ့ဒီစက်ကူကိုဖြန့်ကြည့်လိုက်တဲ့အခါအထက်ကနေရွှေရောင်တကားတစ်ကောင်ပြန်ထွက်လာတာကြောင့်သူဟာမျက်စိမားတာလို့တောင်ထင်မှတ်သွားခဲ့ပါတယ်။သူကအဲ့ဒီစက်ကူစုပ်ကိုလွှင့်ပစ်တော့မဲ့အချိန်မှာပဲရုတ်တရက်အတန်ထွက်ပေါ်လာပြီးဒီစက်ကူဟာယတနာတိုက်မြေပုံဖြစ်ကြောင်းပြောပြခဲ့ပါတယ်။သူကမြေပုံကိုထပ်မံဖြန့်ကြည့်လိုက်တဲ့အခါမှာတော့အနီးအနားမှာရွှေဆွဲကြိုးတစ်ကောင်ရှိနေတာကိုပြသနေပါတယ်။ဒီယတနာမြေပုံဟာလမ်းညွန်စနစ်ပါရှိုံတင်မကပဲစိတ်နဲ့ခေါ်ယူုံနဲ့လည်းရောက်ရှိလာနိုင်ပါတယ်။သူဟာမြေပုံရဲ့လမ်းညွန်မှုအတိုင်းလိုက်သွားတဲ့အခါအမိုက်ပုံအောက်မှာတကယ်ပဲရွှေဆွဲကြိုးတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။သူဟာရွှေအစ်စ်ဟုတ်မဟုတ်ကိုသွားနဲ့ကြိုက်ပြီးစမ်းသပ်ကြည့်တာအတည်ပြုခဲ့ပါတယ်။ပြီးနောက်မှာတော့အဲ့ဒီဆွဲကြိုးကိုရောင်းဖို့ယတနာဆိုင်တစ်ဆိုင်ကိုသွားခဲ့ပါတယ်။ဆိုင်ရှင်ကဆွဲကြိုးကိုဒေါ်လာ2000နဲ့ဝယ်ယူခဲ့ပါတယ်။ပထမဆုံးအကြိမ်ငွေမြောက်များရရှိခဲ့ပြီးနောက်မှာတော့သူဟာစက်ရုံအလုပ်ကနေထွက်လိုက်ပါတယ်။ထိပ်တန်းစားတောက်ဆိုင်တစ်ခုကိုသွားပြီးကောင်းမွန်တဲ့အစားတောက်တွေကိုစားတောက်ခဲ့ပါတယ်။အစာစားပြီးနောက်မြေပုံကိုပြန်ထုတ်ကြည့်တဲ့အခါမှာတော့ယတနာအစ်စ်ကိုထပ်မံပြသနေပြန်ပါတယ်။ဒီတစ်ချိန်မှာတော့ရှေ့နားမှာဒေါ်လာ8000တန်စိန်ခန္ဓာကြီးတစ်လုံးရှိနေတာပါ။သူဟာလမ်းညွန်မှုအတိုင်းတီးတန့်ကလပ်တစ်ခုကိုရောက်သွားခဲ့ပါတယ်။ဝန်ထမ်းတွေကသူ့ကိုမြင်တာနဲ့အခန်းတစ်ခုထဲကိုချက်ချင်းခေါ်သွားကြပါတယ်။ဝန်ထမ်းတွေထွက်သွားတဲ့အခါကွတင်အောက်မှာအဖိုးတန်နာကြီးကိုသူရှာတွေ့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အပေါင်ဆိုင်တစ်ဆိုင်ကိုသွားပြီးဒေါ်လာ8000နဲ့ထပ်မံရောင်းချခဲ့ပါတယ်။ဆိုင်ရှင်အမျိုးသမီးဟာသူနဲ့ရင်းနှီးသွားပြီးနောက်မှာအဖိုးတန်ယတနာတွေရှိရင်သူမစီမှာပဲအရင်လာရောင်းဖို့ဖိတ်ခေါ်ကလိပ်စာကပ်ပေးလိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့မြေပုံကယတနာအစ်စ်ကိုထပ်မံပြသခဲ့ပါတယ်။အဲ့ဒါကတော့စွန့်ပစ်ထားတဲ့လုပ်ငန်းခွင်တစ်ခုမှာဒေါ်လာ1 သန်းတန်ရွှေတုံးကြီးတစ်တုံးရှိနေတာပဲဖြစ်ပါတယ်။သူဟာအဲ့ဒီနေရာကိုအပြေးလွှားသွားခဲ့ပေမဲ့အထဲမှာလုံခြုံရေးဝန်ထမ်းတွေရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲလုပ်ငန်းခွင်ကအလုပ်သမားခေါ်နေတာကိုသတိပြုမိသွားပြီးအလုပ်လာလျှောက်တာလို့လိန်ညာပြောဆိုခဲ့ပါတယ်။အဲ့ဒီနေရာဟာရက်ဆိုင်ထားတဲ့စီမံကိန်းတစ်ခုဖြစ်ပြီးအိမ်ပိုင်ရှင်တွေလာရောက်ပြဿနာရှာမှာစိုးရိမ်တာကြောင့်အလုပ်လုပ်နေတဲ့အောင်ဟန်ဆောင်ဖို့အတွက်သာလူခေါ်တာဖြစ်ကြောင်းအလုပ်ရှင်ကရှင်းပြပါတယ်။ဒါကိုသူကသဘောတူခဲ့ပြီးလုပ်ငန်းခွင်ထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါသူဟာရွှေတုံးကိုတိတ်တဆိတ်တူးဖော်နေတော့အလုပ်ရှင်ကသူ့ကိုတွေ့သွားပါတယ်။ညဘက်ကြီးအိမ်မနေပဲဘာတွေတူးနေတာလဲလို့အမေးခံရတဲ့အခါသူကအလုပ်ပြီးအောင်အရှိန်မြင့်လှုပ်ဆောင်နေတာဖြစ်ကြောင်းဒါမှသာအိမ်ပိုင်ရှင်တွေဖြစ်သွားတဲ့အခါမှာသူတို့ကိုချီးကျူးမှာဖြစ်ကြောင်းလိန်ညာပြောဆိုခဲ့ပါတယ်။အလုပ်ရှင်ထွက်သွားပြီးနောက်မှာတော့သူဟာရွှေတုံးကြီးကိုအမြန်တူးထုတ်လိုက်ပြီးသူဟာချမ်းသာတော့မှာဖြစ်ကြောင်းဝမ်းသာအားရပြောဆိုခဲ့ပါတော့တယ်။